အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးမယ့်အကြောင်းကတော့ကျွန်တော်ဒီ small project လေးပေါ့နော်စရေးတဲ့ဟာကနေပြီးတော့အများကြီးလို့ရတဲ့ server တစ်ခုပေါ့နော်ဟိုမှာကျွန်တော်တို့ဘာဆယ်လို့ပဲခေါ်တယ်အဲ့အပေါ်မှာကျွန်တော်တင်ပြီးတော့ run လို့ရတဲ့အထိ process တစ်ခုလုံးကိုဒီ small project လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ project မှာစခင်ပေါ့နော်ဘာတွေတည်ထားဖို့လို့လဲဒီ project မှာပါဝင်မဲ့အရာလေးတွေပေါ့ဗျာအရင်ဆုံး project overview ပေါ့နော်project overview မှာဆိုရင်တော့ကျွန်တော်Next.js ကိုသုံးမယ်ပေါ့နော် Next.js မှာသုံးမယ်ပြီးကြရင် design တွေ template တွေကိုတချို့ထည့်သုံးလို့ရမယ့်ဟာတွေပေါ့နော်ဆွဲမယ်ပေါ့ UI တွေတချို့နေရာတွေယူမယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့တော့ friendly ဖြစ်မဲ့ architecture ပုံစံမျိုးပေါ့နော် maintain လုပ်ရလွယ်မယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာတော့ဒီလောက်ကြီးတော့မလိုသေးပါဘူးဘာလို့ဆိုတော့ဒီ small project ဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်အဖြစ်လွယ်လွယ်လုပ်စဉ်အတိုင်းပဲလုပ်သွားမှာပဲဖြစ်တယ်အဲ့တော့နောက်တစ်ခုNext.js ဆိုတာကတော့ကျွန်တော်ဒီ React ရဲ့ framework ပေါ့နော်သူကပုံမြန်လာတယ်ပေါ့နော်ပို့ပြီးတော့ modernize ဖြစ်တဲ့ web application တွေတုံးရေးတဲ့နေရာမှာတော်တော်သုံးတယ်ပြီးသွားရင်သူကကျတော့ဒီ component based architecture ပေါ့နော်ဒါကတော့ React နဲ့လည်းတူပါတယ်သူက component တွေခွဲရတယ်ဒီမှာပို့ပြီးတော့ဘာဖြစ်တာလဲဆိုတော့ component တွေကိုကျွန်တော်ပို့ပြီးတော့ခွဲသုံးပါတယ်သူ့မှာကကျွန်တော်တို့က site ကို client side ကိုနှစ်ခုလုံးရေးလို့ရတဲ့အတွက်ကြောင့်မလို့သူမှာခွဲရေးပေးရတဲ့အနေအထားရှိရပေါ့နော်ဒီ React ရေးတော့ကလိုမျိုးကျွန်တော်တို့ဒီ server side ကိုclient side ကိုရောပြီးတော့ရေးလို့မရဘူးเนาะဒါပေမဲ့ဒီအဲ့တော့ဒီမှာကြတော့ကျွန်တော်တို့ကိုခွဲပြီးမှရေးပေးရမှာပေါ့နော် server side ကတသက်နောက်ပြီး client side ကတသက်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ component တွေပို့ခွဲရတယ်ပေါ့နော်အဲ့လိုမျိုးလို့ရှိသွားတယ်သူက single page application တွေကိုတုံးတဲ့နေရာမှာဒီကောင်ကတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်သူက full stack လည်းရေးလို့ရတယ်ဗျာဘာလို့ဆိုတော့သူ Next.js ကကြတော့ backend အတွက်လည်းတခါတည်းရေးလို့ရတယ်ပေါ့နော်ဒါအကြီးမားတဲ့ဟာမျိုးကြီးတွေတော့အဆင်မပြေဘူးဒါပေမဲ့တုံးတိုင်းပုံစံမျိုးလောက်ကတော့ full stack အနေနဲ့ Next.js နဲ့ရေးလို့ရတယ်နောက်တစ်ခုကတော့ GitHub ပေါ့နော် GitHub ကကြတော့သူဘာလို့တုံးတာလဲဆိုတော့ project အသေးလေးမှာဆိုတော့ဒါတခြားဟာမပြောသေးဘူး project သေးလေးမှာဆိုရင်ကျွန်တော်တို့ရေးပြီးသွားတဲ့အခါကြာရင်ကျွန်တော်တို့ base ဆိုတဲ့ဒီ deploy လုပ်ဖို့ server ပေါ်တင်ဖို့အတွက်ကြတော့ကျွန်တော် GitHub ကနေပေါင်းကူးပေးတာပေါ့နော်ပြောရမယ်ဆိုတော့ CI/CD ပေါ့ဗျာကျွန်တော်တို့ဒီဘက်ကနေ Git ပေါ်တင်လိုက်တာနဲ့ GitHub ကနေပြီးတော့ကျွန်တော်တို့ base နဲ့ချိတ်ပြီးတော့သူက auto update လုပ်ပြီးသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတွားပြီးတော့ like ပြောင်းနေကြမလို့ဘူးသူက GitHub ကနေပြန်ပြီးတော့ချိတ်ဆက်ပြီးလုပ်ပြီးသွားတဲ့ပုံစံမျိုးအဲ့တော့ကျွန်တော်တို့ကဒီ code တွေရေးမယ်ကျွန်တော်ရေးတဲ့ code ကို GitHub ပေါ်တင်မယ်GitHub ကနေမှတစ်ဆင့်ဆိုတော့ base ကနေပြီးတော့တွားပြီးတော့ deploy လုပ်ပြီးတော့ကျွန်တော်တို့တင်လိုက်တဲ့ဒီ project တွေရပါတော့အမှတွားပြီးတော့ပေါ်တဲ့ပုံစံမျိုးဖြစ်သွားဒီ project လေးကိုလုပ်ပေးဖို့အတွက် GitHub ကအကြားကနေနဲ့လာတယ်ပေါ့နော်ပုံမှန်အဖြစ်ကတော့ကျွန်တော်တို့ဒီအပြင် project တွေတကယ် real world project တွေမှာဆိုရင်တော့ GitHub ကိုတယောက်နဲ့တယောက် developer တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါမျိုးမှာကျွန်တော်တို့ကဒီ project တွေရေးတဲ့နေရာမှာဆက်ပြီးတော့ဒီတယောက်ရေးတဲ့ဟာဒီတယောက်ရေးတဲ့အဲ့လိုစုပြီးတော့မှဒီ collaboration လုပ်တဲ့ဟာမျိုးတွေမှာဒါအဲ့လိုသုံးတဲ့နေရာမှာအသုံးဝင်တဲ့ဟာပေါ့နော် version control system လို့လည်းခေါ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ဒါ Tailwind CSS ပေါ့နော် Tailwind CSS ကဒါဘာလုပ်ပေးမလဲဆိုတော့ကျွန်တော်ဒီမှာ UI နဲ့ပတ်သက်တဲ့အရာတွေရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေကျွန်တော်တို့ပုံမှန်ဆိုတော့ CSS သုံးတယ် Tailwind CSS ကကြတော့ကျွန်တော်တို့အရင်ဗီဒီယိုမှာပြောခဲ့သလိုသူက Bootstrap CSS လည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ Bootstrap ကိုမသုံးဘူး Tailwind CSS ကိုသုံးတယ်ဘာလို့လဲဆိုတော့ Tailwind CSS ကပို့ပြီးတော့ကျွန်တော်used to ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာ Tailwind CSS ကို CSS ရဲ့ framework အနေနဲ့ကျွန်တော်သုံးမယ်ပြီးသွားရင်နောက်တစ်ခုအနေနဲ့ပါစေပေါ့နော်ဒါကတော့နောက်ဆုံးပြောချင်တဲ့အရင်နောက်ဆုံးအဆင့်ပေါ့နော်ဒါကကြတော့ deployment လုပ်တဲ့နေရာနောက် hosting platform modernize ဖြစ်တဲ့ web app တွေကိုတင်တဲ့နေရာမှာပေါ့နော်အဲ့တော့တစ်ခုကောင်းတာပါလဲဆိုကျွန်တော်တို့ပတ်စံပေးစရာမလိုသေးဘူးဗျပတ်စံပေးစရာမလိုသေးပဲねကျွန်တော်တို့အလကားစမ်းပြီးတော့တုံးလို့ရတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ကျွန်တော်အမှလာပြီးတော့တင်ပြပေးမယ်ပေါ့နော်အဲ့ခုနကကျွန်တော် GitHub နဲ့ချိတ်ဆက်ပြီးအသုံးပြုရတဲ့ပုံစံမျိုးလို့ပြောခဲ့တယ်အဲ့တော့ဒီမှာ CI/CD pipeline with GitHub integration လို့ရေးထားတယ်အဲ့တော့သူက GitHub နဲ့ပူးပေါင်းပြီးမှလုပ်မဲ့ပုံစံမျိုးကျွန်တော်တို့က code ကိုတင်ပေးလိုက် GitHub ပေါ့ GitHub နဲ့သူနဲ့ပေါင်းပြီးတော့သူတို့ update လုပ်ပြီးသွားလိမ့်မယ်ကျွန်တော်တို့ရဲ့ website ကိုအဲ့တော့ဒီ project လေးမှာပါမဲ့ဟာတွေကကျွန်တော်တို့ပြန်ပြီးတော့ခေါ်ရမယ်ဆိုရင်Next.js ပါမယ် GitHub ပါမယ် Tailwind CSS ကိုသုံးမယ် base နဲ့တင်မယ်ပေါ့နော်အနေချုပ်အနေနဲ့ Next.js နဲ့တိဆောက်လိုက်မယ် GitHub နဲ့ဒီ code နဲ့ပတ်သက်တဲ့တွေကို changes တွေကိုကျွန်တော်တို့ကနေပြီးတော့ manage လုပ်မယ် Tailwind CSS အနေနဲ့ကြတော့ဒီအလှပပိုင်းဆိုင်ရာပေါ့နော်။ဘာညာပေါ့အဲ့လိုမျိုးဟာမျိုးတွေလုပ်ပေးမယ်။နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်ရေးပြီးသားဒီ project ကိုပေါ့နော်။ base ပေါ်ကိုကျွန်တော်တို့ကတင်ပြီးတော့ deploy လုပ်လိုက်မယ်။ဒါဆိုတော့ဒီ small project လေးရဲ့ဒီ project overview လေးကတော့ဒါပဲပေါ့နော်။ဒီလိုဟာလေးပဲ။အဲ့တော့ကျွန်တော်တို့ဒီဟာကိုရေးဖို့အတွက်စပြီးတော့ပြင်ဆင်ကြမယ်ပေါ့နော်။ကျေးဇူးပါနောက်ဗီဒီယိုမှာဆက်ကြည့်ပြီးတော့ okay ပြန်တွေ့မယ်